ယောဟန်အခန်းကြီးလေးအငယ်23ကနေကျွန်တော်တို့အဲ့ဒီမှာ24အထိ19ကနေ24အထိဖြစ်မယ်ဒါပြီးမဲ့ကျွန်တော်ဖတ်မယ်ကြံပိုက်ကြတော့အငယ်23ကနေ24ကိုယ်ွယ်တော်သူမှန်သမျှတို့သည်ခမည်းတော်ကိုနာဝိညာဉ်နဲ့၎င်းတစ္ဆာတရားနဲ့၎င်းကိုယ်ွယ်ရမယ့်အချိန်ကာလသည်လာ၍ယခုပြရောက်လျက်ရှိ၏ကြောင့်မူကားထိုတို့ကိုယ်ွယ်တော်သူတို့ကိုခမည်းတော်သည်အလိုရှိတော်မူ၏ဘုရားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုယ်ွယ်တော်သူတို့သည်နာဝိနဲ့၎င်းတစ္ဆာတရားနဲ့၎င်းကိုယ်ွယ်ရမည်ဟုမိန့်တော်မူ၏အဲ့ဒီတမန်တရားကိုအခြေခံပြီးတော့ရှစ်မှန်တော်ကိုယ်ွယ်တော်သူရှစ်မှန်စွာဖြင့်မှန်ကန်စွာဖြင့်ကိုယ်ွယ်တော်သူများနော်မှန်ကန်စွာဖြင့်ကိုယ်ွယ်တော်သူများဆိုတဲ့ခေါင်းစဉ်နဲ့ဒီကနေ့ကျွန်တော်ဝင်လာမှာဖြစ်တယ်ဒါကြောင့်တန်တဲ့ဘုရားကောင်းကြည့်ပေးပါစေကဲခဏကျွန်တော်တို့ဖတ်တဲ့ကျမ်းပိုက်ဟာစမာရီအမျိုးသမီးစီမာခရစ်တော်ကပြောတဲ့စကားစမာရီအမျိုးသမီးကလည်းခရစ်တော်စီမာပြောတဲ့စကားကိုမှတ်တမ်းတင်ထားတဲ့အထက်ကနေကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့အနောစာကောနာကပါလေဆိုရင်ခမဲတော်ဖယားကကိုယ်ွယ်တော်သူများကိုရှာဖွေတယ်ဘလို့ကိုယ်ွယ်တော်သူများကိုရှာဖွေတယ်ဆိုရင်နာဝိညာဉ်နဲ့တမန်တရားဖြင့်ကိုယ်ွယ်တော်သူများကိုရှာဖွေတယ်နာဝိညာဉ်နဲ့တမန်တရားဖြင့်ကိုယ်ွယ်ချင်းလိုက်တာလေဖန်ဆင်းခြင်းဖယားဟာရောင်ရဲခြင်းကြည်နခြင်းပျော်ရွှင်ခြင်းရှိတယ်။ဒါကြောင့်အဲ့ဒီလိုကိုယ်ွယ်တော်သူဒီကိုခမဲတော်ဖယားကရှာတယ်။ဒါအနောစာကောင်းတယ်။ဒါကိုဖာရိရှဲတွေရှိမှခရစ်တော်မပြော။ကျန်တဲ့ပုဂ္ဂိုလ်ရှိမှပြော။ဂျေပရတွေရှိမှပြော။ရှမာရိမျိုးသမီးရှိမှပြောလား။အနောစာကောင်းရှမာရိမျိုးသမီးရှိမှနာဝိညာဉ်နဲ့၎င်းတမန်တရားနဲ့၎င်းကိုယ်ွယ်ချင်းအကြောင်းကိုပြောရုံတည်းမကအဲ့ဒီကိုယ်ွယ်ချင်းကိုပေးဖို့ရသူကိုယ်တိုင်ဟာလာတဲ့အကြောင်းဖော်ပြတယ်ဒါကြောင့်ခရစ်တော်ကရှမာရိမျိုးသမီးရှိမှပြောတယ်ဖယားကရှာဖွေတယ်ဖယားကအလိုတော်ရှိတဲ့နာဝိညာဉ်နဲ့တမန်တရားဖြင့်ဖယားကိုကိုယ်ွယ်တော်သူများနာဝိညာဉ်နဲ့တမန်တရားဖြင့်ဖယားထံသို့ဆုတောင်းတော်သူများနာဝိညာဉ်နဲ့တမန်တရားဖြင့်ဖယားကိုချီးမွမ်းတော်သူများနာဝိညာဉ်နဲ့တမန်တရားဖြင့်နေတိုင်းအသက်ရှင်တော်သူများဖြစ်ဖို့လုံမှာဖယားလိုတော်ဖြစ်တဲ့တွေ့ကြောင့်ဒါဝဒီကနေ့ကျွန်တော်ဝေငှပါဖြစ်တယ်။ဒါကြောင့်ကောင်းလေနားထောင်ကြဖို့ရခရစ်တော်နာမဖြင့်ထပ်လောင်းပြီးကျွန်တော်ဖိတ်ခေါ်ခြင်းတယ်အဲ့ဒါမှကျွန်တော်တို့ခရစ်တော်ကရှမာရိအမျိုးသမီးရှိမှပြောတဲ့အခါမှာကိုယ်ွယ်ချင်းတုံမျိုးဖော်ပြတယ်ကျွန်တော်တွေ့တယ်ကိုယ်ွယ်ချင်းတုံမျိုးဖော်ပြတာကျွန်တော်တို့တွေ့ရတယ်ပထမကိုယ်ွယ်ချင်းကဘာလဲဆိုရင်မတိနားမလဲပဲလေကိုယ်ွယ်ချင်းနော်မတိနားမလဲပဲလေကိုယ်ွယ်ချင်းကျွန်တော်ကြည့်ရအဲ့ဒါမှယောဟန်4အငယ်20တင်းတို့ဒီကိုမတိတော့အရာကိုကိုယ်ွယ်ချရဲ့ကဲတင်းတို့ကတော့ဘယ်ကိုယ်ွယ်မတိဘူးဇစ်တော့ပူရောကြတယ်ဘာမှမသိဘူးဆူလတောင်းကြတယ်ဘာမှမသိဘူးမတိတဲ့အရာကိုကိုယ်ွယ်ချတာ
စဉ်းစားတော့မတိတော့အရာကိုကိုးကွယ်တာကျွန်တော်တို့ဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး30ခွန်ကျွန်တော်တို့အစာဆုံးဖတ်ရင်အဲ့ဒီမှာစမာရိပေါ်လာတာကျွန်တော်တို့တွေ့ရတယ်။ဘာလဲဆိုတော့အာရှုရရှင်ဘရင်ကဣသရေလနိုင်ငံကိုအကုန်တင်ပိုက်ပလိုက်တယ်။အကုန်လုံးသူ့နိုင်ငံမှာခေါ်လိုက်တယ်။အဲ့ဒီနိုင်ငံမှာလူသူမရှိတော့ဘူး။ဒါကြောင့်အာရှုရရှင်ဘရင်ကအုပ်စိုးတဲ့နိုင်ငံတီမှာရှိတဲ့လူတွေကိုအဲ့ဒီမှာပို့ဆောင်ထားတယ်။ပို့ဆောင်တော့သူတို့ကဘာကိုးကွယ်တယ်သူတို့နိုင်ငံမှာနေတော့ကကိုးကွယ်တဲ့ရုပ်တုရှင်တုကိုသူတို့ကိုးကွယ်တဲ့အခါမှာချန်ဒေလာပြီးတော့နေခင်းကြောင်တောင်မှာကတ်တာအတိချတယ်အဲ့ဒါကိုအာရှုရရှင်ဘုရင်ကကြားတဲ့အခါမှာယေဘရဟိတပါကိုဆေရတဲ့သူကပြညတ်တော့ဖျားကိုးကွယ်နေတင်ပြတဲ့အခါမှာချန်ဒေကိုက်မှာဆိုရင်လို့တော်ဆိုင်တရိစံကိုက်မှာဆိုရင်လို့ဖျားကိုလို့ကိုးကွယ်ကြတယ်ဒါပေမဲ့မိအိမ်မှာတော့ရုပ်တုရှင်တုကိုးကွယ်ကြတယ်အဲ့ဒါနော်မတိပဲနဲ့ကိုးကွယ်တာနောက်ဒုတိယကိုးကွယ်ခြင်းကျွန်တော်ပြန်ကြည့်မယ်ဒုတိယကိုးကွယ်ခြင်းနာယူဒလူမျိုးဤအတိညာပညာအပြင်ကိုးကွယ်ခြင်းယူဒလူမျိုးဤအတိညာပညာအပြင်ကိုးကွယ်ခြင်းကျွန်တော်တို့ဒီယောဟန်လေးအငယ်20ကိုပြန်ကြည့်မယ်ငါတို့ဒီကိုတိတော့အရာကိုကိုးကွယ်ကြ၏အကြောင်းမူကယူဒလူတို့နဲ့ကေတင်ချင်းအကြောင်းရှိ၏ငါတို့ယူဒလူဒီကိုးကွယ်တာတော့ကျွန်တော်တို့ဒီတဲ့အရာကိုးကွယ်တယ်ငါတို့ဒီတဲ့အရာကိုကိုးကွယ်တယ်ဘာကြောင့်လဲကဘာဦးချန်ကလည်းစပြီးမလခီချမ်းတဲ့တိဖယားတခင်ကဘယ်သူလဲဘယ်ဝါလဲကိုကိုချင်းနာဘလို့ပုံစံလဲဆိုတာပရောဖက်ဒီအပိကျန်စာရေးတော်သူအပိရေးတဲ့အရာမှတ်တမ်းတင်ထားတဲ့အရာကိုသူတို့တည်တယ်ပိုင်ဆိုင်တယ်ဒါကြောင့်သူတို့တည်တဲ့ဖယားတည်တဲ့အတိုင်းကိုကိုတဲ့အတိညာနာဖြင့်နောက်ယူဒလူမျိုးတဲ့ကောင်းကောင်းတည်တယ်ကေတင်ချင်းဆိုတာယူဒလူဒီအဖြစ်ဖြစ်ဆိုတာသူတို့တည်တယ်လောကတကူလုံးအတွက်ကဲတင်ချင်းလာလေယူဒလူမျိုးတက်ကပေါ်လာတဲ့မေရှာပြီးပဲဖြစ်နေဆိုတာသူတို့သိတယ်ဒါပေမဲ့အဲ့ဒီကိုချင်းနာဖယားဤအလိုတော်ညီတော်ကိုချင်းဖယားကရှာဖွေတော်ကိုချင်းပါကဲတာတရားကိုချင်းကြောင့်ကြည့်ရအောင်အဲ့ဒီကိုကိုချင်းနာအတိတ်တော့ကိုချင်းဖြစ်တယ်ဟာလေလုယာအတိတ်တော့ကိုချင်းဖြစ်တယ်ဝိညာဉ်အပြင်ကိုချင်းဖြစ်တယ်အဲ့ဒါကိုခရစ်တော်ကစမာရိအမျိုးသမီးရှင်မမိတ်ဆက်ပေးလိုက်တယ်ဓမ္မဟောမှာမကြဘူးလေနာဝိညာဉ်နဲ့၎င်းတမန်တရားနဲ့၎င်းဖယားကိုရမယ်ဆိုဓမ္မဟောမှာမကြဘူးပထမဆုံးခရစ်တော်ကစမာရမြို့တမီးရှမမိတ်ဆက်ပေးတဲ့အရာဖြစ်တယ်ဒါကြောင့်ဘယ်လိုပြောလဲကိုကိုတော်သူမှန်တမျှတို့ဒီခမဲတော်ကိုနာဝိညာဉ်နဲ့တမန်တရားနဲ့ကိုကိုရမယ်ဘာပြောလဲအဲ့ဒီအချင်းကားလာ၍ယခုပြီးရောက်လေရှိပြီဟာလေလုယာလာနေတယ်အခုရောက်လာနေတယ်ယခုပြီးရောက်နေတယ်ကဒီကလေးနားလေကောင်းလေးစဉ်းစားဘာကြောင့်လဲဆိုတော့ဖះကိုးကွယ်တဲ့အခါကျွန်တော်တို့စိတ်ကြိုက်ကိုးကွယ်ဖို့မဟုတ်ဘူးတကယ်ရှင်ပြီးရှိသွားတဲ့အခါမှာစိတ်ကြိုက်မသွားဘူးသူကဘာလို့ချင်းမလဲဒါ
တကယ်တတိကြီးဒီရှိသွားတဲ့အခါကိုလိုချင်တာသူကဘာလိုချင်တယ်ရှားရတယ်ဒါကိုကျွန်တော်တို့ဖះကိုမှန်တယ်ဖះကဘယ်လိုမျိုးကိုကိုလာကြိုက်တယ်ဘယ်လိုမျိုးကိုကိုလာကိုလူရှိတယ်ဒါကျွန်တော်တို့တီးဖို့လုပ်တယ်ကောင်းကလည်းရှင်းစားပါလို့ဒါကြောင့်အဲ့ဒါမှာဖះကကြိုက်တယ်အလိုရှိတယ်လက်ခံတယ်ရှာဖွေတယ်ကိုကိုချင်းတာနာဝိငင်းနဲ့တမန်တရားပြီးကိုကိုချင်းဒါဆိုအဲ့ဒါပါလေရှင်းစားဖို့လို့အဲ့ဒါနာဝိငင်းနဲ့တမန်တဲ့ကိုကိုချင်းဆိုတာဘာလဲဒီပေကတချို့ဒီကတော့စိတ်အပင်ထန်စွာဖြင့်စိတ်နှလုံးဖြူရှင်ယူသားစွာဖြင့်ကိုယ်ကိုချင်းလို့ပြောကြတယ်ဒါလည်းမဟုတ်ပါစမာရဲလူဒီလေမောရှေကျငါချက်တည်တယ်စိတ်အပင်ထန်စွာဖြင့်ယူသားစွာဖြင့်မန်ကန်စွာဖြင့်ကိုယ်ကိုတော်သူရှိမယ်ဆိုတာမလဲတန်တရားရှိစားအဲ့ဒါမဟုတ်ကဲယူဒာလူမျိုးလဲအခုနပြောတဲ့အတိုင်းကျန်စာကဖွင့်ပြပြီးတဲ့ဖယားနဲ့ပတ်သက်ပြီးတော့ကောင်းမွန်စွာတို့တည်ကြတယ်စေနလုံးအကျွမ်းမဲ့ပြီးဖယားကိုယုံကြည်တော်သူကိုင်းဆိုင်တော်သူများဖြစ်တယ်ယူဒာလူအကျွမ်းမဲ့ဖယားကိုယုံကြည်ကြတယ်ဖယားကိုကိုင်းဆိုင်ကြတယ်ဖယားကိုယိုသေးကြတယ်ကျွန်တော်စတဲ့ရတဲ့နေရာနဲ့တွားတော့မှာဖယားကြောင့်ထိုင်ပြီးစံဒီတိုင်းဟောလည်းမကြည့်ဘူးဒီလည်းမကြည့်ဘူးဟောလည်းမကြည့်ဘူးဒီတိုင်းတချင်ဆိုလည်းဒီတိုင်းဆိုတယ်ဘာကြောင့်တကယ်ပဲဖယားကိုကြောက်ရွံ့ယိုသေးတဲ့စိတ်နှလုံးဖယားကိုကြောက်ရွံ့ယူတည်တဲ့အပြုအမူနဲ့ဖယားကြောင့်မထိုင်တာကျွန်တော်တို့ကြတော့ထိုင်တာနဲ့ဖယားကိုကြောက်ရွံ့ယူတည်တဲ့အပြုအမူတော်မှမရှိနိုင်ဘူးကျွန်တော်အခုမှတို့ကြတော့အဲ့ဒီလိုစဉ်းစားတာအဲ့လိုကိုကိုကြတယ်ယူတာဒါပြီးမဲ့ဒါလည်းနာဝိညာဉ်နဲ့တမန်တရားနဲ့ဖယားကိုကိုချင်မဟုတ်ဘူးဒါကောင်းလေကနေစဉ်းစားရအောင်ဒီတော့ဖယားပြီးရှင်လေးလာကြမယ်ဒါကဒီမှာကြံရစ်တဲ့တင်းသူတင်းသားတွေစာမများအားလုံးဖယားအလိုတော်ရှိတဲ့နာဝိညာဉ်နဲ့တမန်တရားနဲ့ဖယားကိုကိုချင်းအဖြစ်တာရှိဖယားလှုပ်ရှားခြင်း and always cancer ဒီလိုမျိုးမောစေတောင်းပေါ်တဲ့ခတ်ရွှေနွယ်ယူကလေးလို့ပြီးတော့ကိုကိုတဲ့ဖြစ်သွားနိုးထတော့နိုးထနိုင်တဲ့ဒါပြီးပဲဖယားအလိုတော့နိုးထခြင်းမဖြစ်နိုင်ဘူးအဲ့ဒါလေးခရစ်တော်ကလည်းပါပြောလေကျွန်တော်ကြည့်ရအောင်ယောဟန်9:25ငါမန်ကန်ဆိုဒီကတီလွန်တော်တော်ဒီဖယားတခင်သားတော်ဤစကားတန်ကိုကြား၍ကြားတော်အပိအသက်ရှင်ရမယ့်အချိန်ကာလဒီလာ၍ယခုပင်ရောက်လျက်ရှိ၏ကာလဒီလာနေစေယခုရောက်နေပြီယခင်မဆန်ပရောဖက်မတ်စင်ဖျားစကားချာအခုတော့ဖယားစကားတိုက်ရိုက်ကြားတဲ့ချင်းကလာပြီးတော့ကိုရောက်ပြီစဉ်းစားပါဒါကြောင့်ပရောဖက်ဒီအဖြစ်ဖယားကဖော်ပြတဲ့အရာကိုသူတို့ကဖတ်တယ်အဲ့ဒီအတိုင်း
ယူတာဖြူရှင်တော့နှလုံးသားပြီးဖယားကိုကြောက်ရွံ့ယူတည်တော့နှလုံးသားပြီးကိုယ်ကိုကြပါတယ်နော်ဖယားတန်ကြလို့ကိုယ်ကိုချင်မဟုတ်ဘူးနာဝိနဲ့တမာကျနဲ့ဖယားကိုချင်တော့တယ်ရှင်းဆိုင်ကဲအခုကျွန်တော်တို့ခင်မှာလဲခရိယာလောကမှာလည်းပဲကိုယ်ကိုတော့သူပါလဲ၃မျိုး၃စားရှိတယ်အဲ့ဒီထဲမှာခဏဘယ်အမျိုးဘယ်တန်းစားမှာပါတယ်လဲကိုနေကြည့်ပါပထမကိုတော့တန်းစားတဲ့သူလဲဆူရတောင်းကြတယ်စိတ်လုံးကကျွမ်းနေတယ်စိတ်ကပဲထန်ဆော်နေနော်တကယ်တောင်းကြပါလေဒါပေမဲ့ဖယားဟာတို့လဲမသိဘူးမိလိုချင်တာပဲရဖို့တောင်းကြတယ်ဖယားဘသူလဲဘေးဝါလဲဆိုတာတိချင်မရှိဘူးဖယားတော့ချီးမွမ်းကြပါလားတန်ဆင်ကောင်းလို့စကလုံးကောင်းလို့အကျွန်းလည်းကောင်းလို့ကိဘတီတော့သူလည်းတော်လို့ချီးမွမ်းကြတယ်စမာရီကိုချီအဲ့ဒီမှာကျွန်တော်ပါလာဒုတိယကိုတော့သူဟာပါလားဤတော်ဒီမှန်တော့အရာမြပို၍တည်ပြီးတော်ရဲ့စိတ်လုံးအဖြစ်အကျွမ်းမဲ့ပြီးစုတောင်းတော့သူမြဖြစ်တယ်မကြာခဏဆိုတော့စိတ်အထက်တန်းဆိုပြီးစုတောင်းကြတယ်ကျန်စာတော့တည်တယ်ဖတ်တယ်ကျန်စာတော့ပေါ်ပြတယ်ဖယားကြောင့်တည်တယ်စိတ်အထက်တန်းဆိုပြီးစုတောင်းတာအကျွမ်းမဲ့ယုံကြည်ပါလေများတောင်းတယ်နည်းနည်းပဲရတယ်တောင်းတယ်ရတယ်ဒါပေမဲ့စိတ်အပင်ထန်တော့ရတယ်နေပဲကျွန်တော်လည်းဒီတမန်တော်နဲ့ပေါ့ခဲ့တော့အခုတော့တောင်းတယ်လားမတောင်းဘူးလားလည်းမသိတော့ဘူးကြွေဝချင်းတယ်ရှင်းဆိုင်အဲ့ဒါလေနာဝိညာဉ်နဲ့တမာပြားနဲ့ဖျားကိုချင်မဟုတ်ခရစ်တော်အသက်အပိရရှိတဲ့ဆုံးလင်းတော်ကျွေးဝတော်ကောင်းချင်မဟုတ်ဘူးအဲ့ဒါဒီကနေ့ပါလေနောက်သားတဲ့ကိုသူအတန်းစားအဲ့ဒါကြောင့်ခုနပြောတဲ့အတိုင်းနာဝိညာဉ်နဲ့တမာတရားအပိကိုချင်းဟာလေလုယာအဲ့ဒါခရစ်တော်ကတဲဆောင်လာတယ်ခရစ်တော်ကကျွန်တော်တို့ကိုပေးတယ်နာဝိနဲ့တမာတရားနဲ့ဖျားကိုချစ်တယ်ဒါကြောင့်ခရစ်တော်ကမပြောလဲအဲ့ဒီလိုကိုတော်သူကိုဖျားသခင်အလိုတော်ရှိတယ်အင်္ဂလိပ်မှာဆိုဖျားသခင်ရှာဖွေတယ်ကဲစဉ်းစားရနာဝိညာဉ်နဲ့တမန်တော်ပဲဖယားကိုချင်းစရပါလေဖယားကိုကောင်းတည်ရှိတယ်ဖယားကိုကောင်းခံစားတယ်တို့တည်ရှိခံစားတဲ့ဖယားတွေ့တဲ့ဖယားကိုလက်တွေ့အတုံးချခြင်းဖြစ်အသက်ရှင်ခြင်းဖြစ်တယ်အဲ့ဒါဒီကနေ့ကျွန်တော်နာဝိညာဉ်နဲ့တမာတရားနဲ့ဖျားကိုချင်းမရှိဘူးဆိုရင်ခမရတက်တာနာတယ်ဖျားကိုလည်းခမရဘောင်ခတ်ပြီးတော့ကိုတော့ဖြစ်မယ်။ချက်ဘယ်မှာတွေ့တယ်။ကျွန်ကြည့်ရအောင်ဒီတော့ဟန်လေးမှာကျွန်တော်ဖတ်မယ်အငယ်စိတ်ကို20မှာမင်းမကလည်းတခင်ကိုတော်ဒီ prophet ဒီကိုအကျွန်တော်ရေးမိပါ၏အကျွန်တော်တို့ဘိုးဘေးများသည်ဤတောင်ပေါ်၌ကိုးကွယ်လေရှိယေရုရှလင်မြို့သား၌တာကိုးကွယ်ရမယ်ဟုဒီလိုဒီဆိုတတ်ကြောက်ရှောက်၏ကဲနာဝိညာဉ်နဲ့တ
Tama de ane paya koko ichi mishibu so yin. Paya koko ichi na bong kat like de. Samari di kara samari ma koko ma. Eri tongpo ma koko ma. Di tongpo ma paya si de. Dan de siya mo. Juna ludi kara Jerusalem ma koko ma. Jerusalem ma di rayo pi koko ma pite ta chama mashibu phaya ko ba le bom khat le kom ki ne me chi ko phan sin pi pain ta okso ro mu do phaya nang wingin phaya ko belo bom khat nai le nang wingin phaya ko to bom khat de belo ne to bom khat nai le Nada tu bong kalai le bong kade kama payana da mimi be nara mimi be nare e dia tanja kuchana ro le wonne sa konde na wingi le tama da paya ko ko chisra ta bo ma pau de kha cha yin lu myo a pi su pi ro paya ko ko ma e di atin do ma pa we bi paya ko ko ma Paya châu ma cô quê ma Sự đó ma Chi muôn ma Ở đây bị paya bông khăn này Bà tu nà là cô quê đó tu bên nà là chẳng paya cô quê yên này bà Mà dùng chi tu kê được đúc khá Mà dùng chi tu đi đó mà đây là tất cả nè Bố bị đúc khá yêu chả ra Bong khát lại này, ta chẳng đi cái này, này, nào nguyên nhân tamadia này, phaya cố quay trên ở đất ta, kamya ma shibisu, lolo, khari doga piora sega, kamya tawa po me, Yesu ka achiming ma, nga sega ko yung lo, itong to mala. Jerusalem to matuare kamero ko ko yame achinkala di yau shi ke ha ne ata na phaya ko yame achinkala di yau pi yaku yau bi chalo maro yau bi hallelujah phaya chao ma le ko ne ing ma le ko le chao ma le ko le ka po ma le ko le po ma le ko ne Ba cho phaya na wu yin phaya Ko ma ni sin sa ya Ke Ko na di ka le sin sa Da so yin Nang wei ni ne Tama te ane Phaya ko quê phô ya Đấy Pathama song Palu atre Number 8 Kamya wingin Simbolo Apicho Tire sura chanoro wingin Phaya ne asapya tuara Phaya ko Lekhane de Khuna mashibu Phaya ko Lekhane de Asonta ti mashibu Phaya ko quê na de Aji tuê le mashibu apicho Yesi tuara Era to phaya chakinga Taro Yesu Christ ko loka ma sela chimpida hallelujah Era ko di ka na le ya Na to kameno phaya ko mare Era ma nisate ma chano pyo Jerusalem myo to matuabe kameno ko ko yame achinkala Yau shi Sezana Dapi me angin ni setong apa pion le Ko kwe yame achinkala di la yue Yakupi yau le shi La se Yakuda yau bibi Sezana Era Kalita Nale polu deကျွန်တော်တို့ကို
tan sin to wingin do apin baptism people kharido halare 저도 답변해 저도 고 tan sin to wingin do apin baptism people kharido halare 저도 왜 맞춰야 요한 띠 안에 동set동 거 저도 파매 마비어는 니친사 요한가 아사가 토두공하면이 얘네 밥디양고 베시칭아 나고 싫어도 못도가 아진투이 아포나이 윙인도 신대위 나로 무디고 띵디민힌 토두가 단신도 윙인네 밥디양고 베도두 베디후 민도 무디니 아미 카리토아 저너로 곧단 신도 윙인도 앞이 밥지장 삐메 두 피대장 파야가 니 진짜 여하고 포피아 삐래 두띠 포야는데 너미를 카나래 포피아 삐래 딘시만 니친 칸포 라데 루디 테마 니친 삐래가 니친 삐래가는 지간에 보타래 칭 윙인도 하 중에 뽕따란 성비 에디루네 신달라이 에디루베 루니고 윙이나비 밥기야 비메루 닌자로 지베 다비메 메비나이디 지야 메비데부 칸다고네 로카 아테 신노가 메비데부 신영한 그리 원장 칸지 권 안에 동서 동서 고고 전화 판매 에르만 나고 용지 도토리 잔살라디 아타이 아테이 토야 산예 좀 필레 메호 민도무 이 토도 민도무도 용지 도토로디 칸야란도 윙인도고 이 마예 민도무 이 예수디 봉펀도 마무티 도죠 단신도 윙인도고 빼러 마무티 봉마본테부 다적 단신도 윙인도 아 루다디고 마페테부 봉펀데서라 봐 저는 카레토 루자디 칸주 치나 빠뜨 The incarnation of Christ. 저는 또 통과야 실시청 실자 좀 돼도 에다 assignment에 비라 사배도 선이 파인데 예인데 또 와보라 나는 니네로 시비 에디까지 네시병 붙더라 카리다 루야티 카이니치 미시 저너로 아피고 미세산네 아피티야 카티 치미세산네 아피테야가 징침 세상에 아피테야가 원내 침 세상에 아피테야가 카나 저너로가 지팅야메 막거래 아야 아루고 마사산나무 디로 저너로고 숨린도 르며치마 베나무 나는 그래도 루자티고 칸유 친디 아니 닝자도 고칸다고 유디워 성친피 야이로 야데 토로 야데 사투이투이로 야데 오피아다 다저 저러고 말해 윙이도 못 비나이데 저너를 윙이도 야시 포이 때 칸피테데레 아피티야 카티 치노 마시티데 belone 비나이 에라고 뭐디베 레 가라나 아피 페치나 뭐디네 윙인 동네 소라래 에라 저사티 거ဒါမျိုးလှုပ်တဲ့လို့ရှင်မလှုပ်ဖို့ဒီစက်တက်ပါငါဆိုးဝင်နေရတယ်ဘာဝိမရတန်ရှင်တော့ဝိမရဘူးငါဆိုးဝင်ရမယ်ငါဆိုးဝင်ရတယ်ဆိုဘယ်လိုတိတယ်ကျန်းစမှာဖတ်ဖို့ဝိငင်းပဲပြောပြဝမ်းမျိုးချင်းပဲပြောကြီးတချင်းပဲရှာပြီးတော့ကျန်းစမှာဖတ်ချင်တော့အဲ့ဒါငါဆိုးဝင်ရထားလိုက်나선 봉펀도 무대 소라바고 솔로더래 제마 저나로 나래 보야
lewa katai ati khande apite akati chin to pole kamera review lai ra apine side chin chin along kharito ne review lai ra charo we to ne ka sa pite de ne ti low pita low de se low ume apine side no di chin chin along to pole chin lai ra chano low de apidi no se te sojo along le Yesu ka kum sape lai de hallelujah amo bibi apidi ana kum dwai da chang ba la tong yen no te na pian pi lo tha myo de tong yen myo to nei nei tha myo chin le pat ta pi lo chan sa ka lo pho pya a mya yi shi pi me ta khu le chano phat me Roma 6လို့ Roma 6ကိုကျွန်တော်ဖတ်မယ် Roma 6အငယ်4မှာခမဲတော်ဒီခမဲတော်ဤဘုံတကိုအားပိတေခြင်းမှာထားမြောက်တော်မူသည်နိတို့ခမဲတော်ကသူ့ရဲ့ဘုံတကိုအားပိတေခြင်းကလည်းထားမြောက်စေတာထားမြောက်စေရုံတမကဘာပြလာကောင်းကင်မှာခမဲတော်ဖျားကသူ့ကိုပြန်ချင်းလိုက်တယ်လောကမလာခင်တုံးကလူသားတိမခံယူခင်တုံးကပေတော်မူသောဘုံစီစဉ်ဘုံတကိုအားလုံးကိုခမဲတော်ကသူ့ကိုပြန်ပေးလိုက်တယ်ဟာလေလုယာချီးမြှောက်လိုက်တယ်ချီးမြှောက်ခြင်းခံတော်ခရစ်တော်ဖြစ်တယ်လူသားတိခံတာနှိမ်ချခြင်းခံတော်ခရစ်တော်ပြန်ထမြောက်ပြီးချီးမြှောက်ခြင်းခံပြီးချီးမြှောက်ခြင်းခံတော်ခရစ်တော်အဲ့တော့ဘာရလဲတမန်တော်ဝတ်ချခန်းကြီးနေကိုကျွန်တော်ကြည့်အောင်အငယ်39 30နှစ်33ကလည်းပါမယ်ထို့သောဖျားသခင်သည်လက်ကြတော်ဖြင့်နှင့်ချီးမြှောက်တော်မူသည်ဖြင့်ထိုသခင်သည်ကရတော်နဲ့ရှင်တော်တန်ရှင်တော်ဝိညာဉ်တော်ကိုခမဲတော်ထမ်း၌ခံပြီးဖြစ်၍တုံးပါတဲ့စုဖျားတယ်မှာတာတိယပုဖြစ်တဲ့ဝိညာဉ်တော်ကိုကျွန်တော်တို့ကိုစားခံယူပေးတယ်ဝိညာဉ်အပိကျွန်တော်တို့ကိုဘပ်တိဇာပေးမယ်ခရစ်တော်ပေးနိုင်ဖို့ရန်အဲ့ဒါကိုကျွန်တော်ကိုစားယူနိုင်ဖို့ရန်ကျွန်တော်တို့အပိပြတနာကာရအတေကကျွန်တော်ဖေရှားပေးလိုက်တယ်အဲ့ဒါပြပြန်ထားမြတဲ့ကာမဒုနေရခမဲတော်ဖျားကပြန်ချီးမြှောက်လိုက်တာနဲ့ဝိညာဉ်တော်ကိုပြန်ပြီးတော့ကျွန်တော်တို့ကိုစားယူလိုက်တယ်ရပြီးတော့ပါလဲတင်တော့မြင်ချရတော့အရာကိုညွှန်လုံးတော်မူဟာလေလုယာဝိညာဉ်တော်ကိုလက်ခံပြီးကျွန်တော်ကိုချီးပါပေးတယ်ရှင်းစားပါဒါကြောင့်ခရစ်တော်လက်ဝါကတိုင်မှာအတေခံချင်းနိုင်အမှုပြီးပြီလို့ကြွေးကြော်တဲ့အရာကိုတဘောပေါက်ယုံကြည်လက်ခံဟာအပြစ်ပြတ်နာဖျားရှင်ဆိုတော့ရှိတော့ဘူးပဲအပြစ်နဲ့ပတ်သက်ပြီးကျွန်တော်မဆိုင်တော့ဘူးပဲဆိုတဲ့တဘောပေါက်ပြီးယုံကြည်တဲ့လူအားလုံးအဲ့ဒီဝိညာဉ်ကိုပေးလိုက်တယ်အဲ့ဒီဝိညာဉ်အားဖြင့်ကျွန်တော်တို့ဟာဘယ်လိုဖြစ်တယ်လဲဂလာတိ4အငယ်6ကိုကျွန်တော်ဖတ်မယ်ထို့သောတင်တော်ဒီတာဖြစ်သောကြောင့်အဘာဟုခေါ်တတ်သောတာတော်ဤဝိညာဉ်တော်ကိုတင်တော်စိတ်နှလုံးထဲတော်ဖျားသခင်ရှင်ရတော်မူ၏ပပကပါပပဖေလို့ခေါ်ရဝိညာဉ်အဲ့ဒီတန်စင်တော်ဝိညာဉ်တော်ခရစ်တော်ခန္ဓာကိုယ်လောကတဲ့ရှင်တော်ကခမဲတော်ကအဖေလို့ခေါ်စေတဲ့ဝိညာဉ်ကျွန်တော်အဖေချစ်တော်လို့ခံစားပြီးပြောစေတဲ့ဝိညာဉ်အဲ့ဒီဝိညာဉ်ကိုကျွန်တော်တို့ဖျားသခင်ကပေးတယ်
အဲ့ဒီရတဲ့ခါပါဖြစ်လာတယ်နာဝိညာဉ်နဲ့ဖျားကိုယ်ကိုချင်းရှိလာတယ်ဟာလေလုယာအဲ့ဒါကြောင့်ဘာချလဲခမဲတော်ဒီလို့ပြောတယ်သာဝရဖျားသခင်ဒီလိုမပြောတော့ဘူးနော်အဲ့ဒါဘာတုံးလဲသာဝရဖျားသခင်ဒီလိုမတုံးတော့ဘူးခမဲတော်ဒီထိုးတော့ကိုယ်ကိုယ်တော်သူကိုရှာဖွေဒါမဟုတ်ကာလာမှာဖျားသခင်အဖေလို့မခေါ်ကြဘူးလေဒါမဟုတ်ကာလာမှာဖျားကအဖေလို့မခေါ်ကြဘူးအဗရာဖျားဣဇက်ဖျားယာကုပ်ဖျားဒါပေမဲ့ဘယ်တကိုနေကစားပြီးဝိညာဉ်တော်တို့ရရှိတာနဲ့ဖျားတခင်ကိုအဖေအိုးဖျားချစ်တာဆိုပြီးခံစားချင်တာပြီးကျွန်တော်တို့တရှင်နေနာဝိညာဉ်နဲ့ကိုယ်ကိုရမယ်အဲ့ဒီခါကျခမဲတော်ရဲ့အလိုတော်နဲ့ကျွန်တော်တို့အလိုတော်တဏှီတုံးတိဖြစ်ရတယ်စัจจิချင်းမရှိတော့တားချို့တယ်အဲ့ဒီနေပေကျွန်တော်လည်းတဘောမပေါ့ခင်တော့ကဆိုဂျန်မာဖို့ကိုရှိအပင်ထတဲ့ချမ်းပါပေါ့ကွာပင်တာချာခမဲကျွန်တော်အကြောင်းတီးပါကျွန်တော်လူချင်းတဲ့ရမှာတေးတာမကြောက်ဘူးဒါပေမဲ့ထူးအဲ့ဒါဖျားမှာနောက်ပဲတဘောပေါ့လားကျွန်တော်ရှိအပင်ထန်ချင်းနေမို့ဂျန်မာဖို့သူ့အလိုတော်ချမ်းသာဖို့သူ့အလိုတော်အောင်မြင်ဖို့သူ့အလိုတော်သူ့ရဲ့အလိုတော်နဲ့ကျွန်တော်အလိုတော်တကယ်သူကတည်ဟာလေလုယာနာဝိနေကိုကိုချင်အဲ့ဒါမပေါ့ခင်တော့ကိုရောချမ်းသာဖို့ကိုရောချမ်းသာဖို့အမောပန်လိုက်တာမောပန်လိုက်တာဒါကြောင့်အဲ့ဒီတော့ကတို့မသိတော့ခမအဲ့ဒီကတာပင်တာကွာအဲ့အလိုတော်ထက်မှကျွန်တော်မရှိဘူးလေစမာရိဒီယူဒာဒီကိုကိုတကယ်တော့နေရတာခွတ်အလိုတော်ထဲမှာရှိတာတာပြကျန်စာကြောင့်လည်းအလိုတော်ခမရတော့ဒီမှာလာတာလည်းအလိုတော်ခေါ် US တော့တာလည်းအလိုတော်မတော်လည်းအလိုတော်အဲ့ဒီတော့ဒါကြောင့်နာဝိနဲ့ပြကုန်အလိုတော်ဝန်ခံတော့မတိပဲအလိုတော်ကိုဝန်ခံမဟုတ်ဘူးတော့ဝန်ခံနိုင်မရဘူးနာဝိညာဉ်ကျွန်တော်ဝိညာဉ်ရှင်နာနဲ့ခံစားတာနဲ့အလိုတော်တယ်ကျွန်တော်အလိုတော်ပြောက်တာမပြောက်ပါဘူးဒီတခွတ်တာတွားတယ်ပြင်းလဲမှာပြစ်ချလိုက်တော့ပြင်းလဲရင်နဲ့ရောလိုက်ဒါပေမဲ့ဒီကြီးမပြောက်ဘူးပြင်းလဲကြီးထဲမှာရှိပါတယ်ထိုနေ့ကောင်ကျွန်တော်တို့အလိုတော်ဖခင်အလိုတော်ထဲမှာရှိတယ်ပေါ့ပေါ့ပါပါဖြစ်သွားတယ်နာဝိညာဉ်ပေါ့ပေါ့ကဲအဲ့ဒီလိုလေနော်ဒုတိယဘာလဲတမတရားဖြစ်ကိုကိုချင်တမတရားဖြစ်ကိုကိုချင်ရှင်တူအတူတူပဲပိုက်ဆံအဲ့ဒီမှာကျန်ချာမှာလည်းပါကျေးဇူးတော်နဲ့တမတရားလို့ပြောတဲ့အတိုင်းနော်တတောင်းတန်တထောင်းတန်မှာဒီဖက်မှာငွေဆက်ပါလေဆက်ကူထုတ်တဲ့ဆက်ရုပ်ဒီဖက်မှာချင်းတဲ့ရုပ်ရှိတဲ့အတိုင်းပဲနာဝိနဲ့နာရရှိနော်တစ်ဖက်တစ်ချမ်းရှိမှရှိတယ်ဒါပေမဲ့နားလေဖို့ရတတိထားဖို့လိုအပ်တယ်ရရှိတယ်တမန်တော်ပဲကိုယ်ကိုချင်းဆိုတယ်ယောသားဆွမ်းနေရမယ်မှန်ကန်ဆွမ်းနေရမယ်ဟန်ဆောင်မှုမပါတော့ကိုယ်ကိုချင်းပြရမယ်ဆိုတော့ဒါမရှိဘူးလို့ပြောတာမဟုတ်ဘူးလားဒါမဟုတ်ဘူးဒါကတော့သူကဒီပေါ်လာတဲ့ဥစ္စာဒါဆိုတမန်တော်ကိုကိုချင်းစရပါလေဒါကိုကျွန်တော်တို့တဘောပေါဖို့ရတဲ့အတွက်ဂျမ်ပိုက်တပိုင်နေပိုင်လို့ကျွန်တော်ဖတ်ချင်တယ်ယောဟန်တစ်အငယ်တစ်ဆက်လေးနောက်ကပတ်တော်ဒီလေလူစားတိအဖြစ်ကိုခံယူ၍ကျေးဇူးတော်နဲ့၎င်းတစ္ဆာတော်နဲ့၎င်းပြီးဆုံးလေငါတို့တဲ့တည်နေတော်မူသည်ဖြစ်၍ခမဲတော်၌တပါတိတော်သားတော်ဘုံကဲ့သို့သူရဲ့ဘုံကိုငါတို့သည်မြင်ရကြ၏ကဲဖယားနောက်ကပတ်တမတရားစဉ်းစားနော်ဖ
ဖယားနောက်ကပတ်တမာတဲ့ကဘာဦးချက်ကစားပြီးဗျာဒီချန်တိစကားအပိရှိတဲ့အကြောင်းအရာအပိရှိတဲ့အရာကိုထေအပိခရစ်တော်မှာရှိတယ်ဟာလေလုယာအာမင်ဟာလို့ဆက်ကောင်းလားနွားပိပူရောခြင်းစိတ်ပိပူရောခြင်းတိုးပိပူရောခြင်းအဲ့ကိုထေအပိတူလားခရစ်တော်နွားတွေရှိတဲ့စတဲ့မှာခရစ်တော်ရဲ့တွေ့ကိုရင်ခွန်းတာငါဒီတင်လို့ချက်တင်လို့ကိုချက်ပါစီတော့ဖျက်ပြတယ်ဘယ်မှာလဲခရစ်တော်တမန်တော်ရှင်ဆရာနော်ဘာပြန်ပြောလဲပြီးယောဟန်တေရငယ်တစ်ဆက်ကွန်မှာယေရှုတော်ပင်ရတော်ဒီမောရှေအပိဘေရောမူယေရှုတော်နဲ့ဒီတမန်တော်ဒီခရစ်တော်အပိဖြစ်ဒီခရစ်တော်အပိလာဤခရစ်တော်ကဘာပြန်ပြောလဲဇောဟန်တစ်ဆက်လေးငယ်6မှာငါရီအသက်ငါရီလိုက်ခရီငါရီတမန်တော်ဖြစ်ဒီငါကိုအမိမပြုလဲအဘေသူမြခမဲတော်ထန်တော့မရောက်နိုင်ကဲဒါကြောင့်နားလေရအောင်ဓမ္မဟောင်းကာလမှာလောကဲတမြအရာအလုံးမှာအရေးပဲဖြစ်တယ်အရေးပဲဖြစ်တယ်ဓမ္မဟောင်းကာလမှာလောကဲတမြအရာအလုံးရှိတယ်ရကတိပဲဖြစ်တယ်နော်မိဘကမုံဝဲလာမယ်ကတိပဲဖြစ်တယ်ပါမလာသေးဘူးပိုက်ဆံဖို့မယ်ဘာလဲကတိပဲဖြစ်တယ်နော်တကယ်တော့ယူပြီးမတုံးသေးဘူးအဲ့ဒါပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရေးအလုံးနဲ့ကတိတော်အလုံးကကိုထေပိကျွန်တော်တို့ကမင်းဖို့ကိုင်ဖို့စုကိုင်ဖို့ခံစားဖို့ရတဲ့အတွက်ခရစ်တော်ကယူဆောင်လာခဲ့ပြီဟာလေလုယာဒါကြောင့်ခရစ်တော်ကိုကျွန်တော်တို့ပိုင်ဆိုင်တာနဲ့ခရစ်တော်ဝိညာဉ်ကျွန်တော်တို့ရရှိတာနဲ့ကဘာဦးချက်ကစာပြီးမလကီချန်တိဖော်ပြပေးတဲ့ကျမ်းစာကပြောတဲ့အရာအလုံးကကျွန်တော်တို့ကခံစားရတယ်ကျွန်တော်တို့ကိုပိုင်ဆိုင်တော့အရာတွေဖြစ်လာတယ်ဟာလေလုယာစဉ်းစားပါဘယ်လိုအနောက်စားပါဒါကြောင့်တမန်တော်ခရစ်တော်ပိုင်ဆိုင်ကျမ်းစာကပြောငါဒီတင်တော့အနာကိုငင်းစေတော့ဖျားဖြစ်ချင်းဆိုတာစကားမဟုတ်ဘူးအနာငင်းချင်းတို့တဲ့ငယ်စိတ်တဲ့ငယ်နွားကလေးတွေ့အားဖြစ်နော်အပိခွန်လပူဇော်ရဆိုတာအပိခွန်လဘီတူတွေ့အားဖြစ်စဉ်းစားပါဘုံကြီးကပါလဲego tu pisora loka elikane juino de sonoro lumyo tore khana pisora bala bya yine no shishin de ne asora bala thamyo do mu to kharito chi myo chin kan to kharito kam ki ne meji po de shi de oza ana alu bya pi anni chin kan de kharito edi ko pai sai chingo khana pi ro khora era tamadia daကြောင့်အဲ့ဒီတမန်တော်နဲ့နာဝိညာဉ်အပြင်ဖျားကိုကိုချင်တာခရစ်တော်ကိုကျွန်တော်ပိုင်ဆိုင်တာကျွန်တော်မရှိအဲ့ဒါကိုခံစားခြင်းအပြင်အသက်ရှင်ခြင်းတာနာဝိညာဉ်နဲ့တမန်တော်နဲ့ဖျားကိုကိုချင်ဒီကြောင့်ဖျားကြောင့်တနာကတော့ဖျားကိုကျွန်တော်တို့ကိုချင်းချီးမွမ်းခြင်းဖြစ်တယ်ဒါပေမဲ့နာဝိညာဉ်နဲ့တမန်တော်နဲ့ဖျားကိုချင်းဖြစ်အဲ့တော့ကြောင်းမှလည်းဖြစ်တယ်ကားပေါ်မှလည်းဖြစ်တယ်နေရာတိုင်းမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီကနေ့နားလည်ရတာစမာရိအမျိုးသမီးစီမှာခရစ်တော်ကပြောတဲ့အတိုင်းခမည်းစီမှာပြောတဲ့အရာဖြစ်တယ်ဒါကြောင့်ကိုရောကျွန်တော်မျက်စိကိုဖွင့်ပေးပါနာဝိညာဉ်နဲ့တမန်တော်နဲ့ကိုယ်ချင်းတာကျွန်တော်ထဲနဲ့
ကိုရောကိုပိုင်ဆိုင်တော့ချင်းကစာပြီးရှိပြီးဒါကိုမြင်နိုင်ဖို့ရန်ကျွန်တော်မျက်စိကိုဖွင့်ပေးပါဖွင့်ပေးဟာခမရအလိုတော်မလို့သူအလိုတော်ထင်ကျန်စာဖတ်တယ်အော်ဒါကျွန်တော်ထဲလိုက်ပိုင်ဆိုင်ပြီးအော်ရှိပြီပဲဟာရှိပြီပဲရှိပြီပဲဟာရှိပြီပဲဟဲ့လားမရှိသေးဘူးဆိုမရှိတော့ရှိပြီပဲခရစ်တော်အပြစ်တင်တော့ဆုံးနေပြီဆိုတကယ်တော့ခံစားအဲ့ဒီပြီးမှတာခမရအပြစ်သူတပါကောင်းကြည့်ရဖို့ရကောင်းကြည့်မိလို့ထုတ်ပါနိုင်ငံတော်လည်းကျေပြတ်ဒါကြောင့်ကိုရောကျွန်တော်မျက်စိကိုဖွင့်ပြပါဆိုပြီးတော့အိမ်မှာလည်းတောင်းပါပြီးတော့ဒါကိုထပ်ပြီးပါဆိုပြီးနောက်ဆုံးအနေနဲ့ပြောချင်တယ်ဒါကြောင့်တန်တဲ့ဖခင်ကောင်းကြီးပေးပါစေအာမင်